ကျေမီးကွာစီကြောင်းတိုင်း M5 မှာပေါ့နော်ဖြေမှုကြလာတော့မသိပေမဲ့ကျေမီးကွာလွဲပါတယ်နော်အဓိကတော့စစေတို့ကွက်လက်၄ခုပါတယ်အဖြေ၄ခုပါတယ်အဲ့တော့ကွက်လက်ထဲမှာအဖြေ၄ခုလုံးထည့်ပေးရမှာကွက်လက်က၄ခုအဖြေက၄ခုဖြစ်တဲ့အတွက်ကြောင့်ကွက်လက်၄ခုလုံးနေရာမှာအဖြေ၄ခုလုံးထည့်ပေးရပါမယ်ဒါပေမဲ့စစ်စစ်တော့အဲ့ဒါပေါ့လေအစီအစဉ်တကြလေးပေါ့နော်စီပြီးတော့ထည့်ပေးရမှာဖြစ်ပါတယ်အဓိကတော့စစ်စစ်ဒီကျေမေးဖို့အဖြေမယ်ဆိုပထမဆုံးအချက်ကတော့ဘာသာပြန်ရပါမယ်နော်ဘာသာပြန်ရပါမယ်အဲ့ဒါဆိုဘာသာလေးကစပြန်မယ်ပေါ့နော်ဖူဂျီဆန်ဆိုတော့ဖူဂျီတောင်ပေါ့ဖူဂျီတောင်လို့ရေးထားတယ်ဖူဂျီတောင်ကတဲ့ကွက်လက်ရှိတဲ့အီမတ်စ်ကတိပါသလားလို့ရေးထားပါတယ်ပြီးဆိုအဖြေလေးကိုလည်းစဉ်းစားလို့ပေါ့နော်တိတဲ့စကားလုံးလေးဘာသာပြန်ခြင်းနံပါတ်1ကတော့ဒါ question mark ဖြစ်နိုင်နေများတယ်ပေါ့နော်ဒိုးခိုကဘယ်နေရနေရတော့မှားတို့ဘာလို့သုံးတာများတယ်ပေါ့နော်အာရီမတ်စ်ကရှိတယ်အဲ့တော့စင်းကျောင်းသားတွေပေါ့နော်ဒီကျေမေးခွန်းဖြေတဲ့အခါကျရင်အဓိက3ချက်စဉ်းစားရင်အဖြေကတစ်ခုထွက်ပါတယ်ဒီတောင်ဆိုတဲ့ဒီပထမစကားလုံးပေါ့နော်ပထမဆုံးအရှိဆုံးကစကားလုံးနဲ့ဘယ်စကားလုံးနဲ့တွဲရင်ကောင်းမလဲပေါ့နော်အဲ့ဒီအရှိဆုံးကစကားလုံးနဲ့တွဲမဲ့စကားလုံးကိုစဉ်းစားမိတယ်ဆိုရင်ကျန်တဲ့စကားလုံးတွေကဆက်လို့လွယ်သွားပါတယ်တကယ်လို့ဖူဂျီတောင်နဲ့ဘာနဲ့တွဲရမှန်းမသိဘူးနော်တွဲရမှန်းမသိဘူးဆိုဘာလို့ရလဲအနောက်ကစကားလုံးနော်တိပါသလားဆိုတဲ့စကားလုံးနဲ့ဘာနဲ့တွဲရင်ကောင်းမလဲဟိုကစဉ်းစားလို့ရပါတယ်ဒီအနောက်ကစကားလုံးနဲ့တွဲမဲ့စကားလုံးကိုစဉ်းစားမိတယ်ဆိုရင်ကျန်တဲ့စကားလုံးတွေကဆက်ဖို့လွယ်သွားပါတယ်ကိုကတကယ်လို့ဒီအနောက်ကစကားလုံးနဲ့ကိုကဘာနဲ့တွဲရမှန်းမသိဘူးဆိုရင်နောက်ဆုံးစလုံးကတော့အဖြေအချင်းချင်းတွဲတာဖြစ်ပါတယ်ဒီအဖြေ၄ခုထဲမှာဘယ်စကားလုံးနဲ့ဘယ်စကားလုံးတွေကတွဲဖို့ရာခိုင်နှုန်းများသလဲပေါ့နော်အဲ့တော့အဖြေမှာတွဲမဲ့စကားလုံးကိုစဉ်းစားမိတယ်ဆိုရင်တော့ကျန်တဲ့ဟာကစဉ်းစားရလွယ်သွားပါတယ်အဓိကတွဲမဲ့စကားလုံးတစ်လုံးလောက်ပေါ့နော်တစ်လုံးလောက်ဖယ်လိုက်လို့ရှင်ကျန်တဲ့အဖြေဖြေရလွယ်သွားပါတယ်အဲ့စဉ်းကြကတစ်လုံးလောက်ဖယ်ဖို့လိုတာဖြစ်တဲ့အတွက်ကြောင့်အရှိရစကားလုံးနဲ့တွဲမဲ့စကားလုံးကိုစဉ်းစားမလားအနောက်ကစကားလုံးနဲ့တွဲမဲ့စကားလုံးကိုစဉ်းစားမလားဒါမှမဟုတ်ရင်အဖြေချင်းတွဲမဲ့စကားလုံးကိုစဉ်းစားမလားတွဲရမယ့်စကားလုံးပေါ့နော်တစ်လုံးလုံးတစ်ခုခုကိုစဉ်းစားမိသွားပြီဆိုရင်ကျန်တဲ့စကားလုံးတွေကချိတ်ဆက်ရလွယ်ပါတယ်အစင်းကြောင့်မှအခုမြင်တဲ့အတိုင်းပေါ့နော်အဖြေကတွဲရလွယ်ပါတယ်ဘယ်နေရာမှာရှိတယ်လဲquestion mark လေးဆိုတော့လွယ်လေးပဲအဲ့တော့ဖူဂျီတောင်ကဒိုးခိုနိဘယ်နေရာမှာအာရီမတ်စ်ကရှိပါတယ်လဲအဲ့ဖူဂျီတောင်ကတဲ့ဘယ်နေရာမှာရှိတယ်လဲဆိုတဲ့ဟာကိုတဲ့ရှိတဲ့အီမတ်စ်ကသိပါသလားဒါလေးပါပဲကျေမီးခွန်းဖြစ်တဲ့အတွက်ကြောင့်အဓိကကြတဲ့ point ရပါလေကျေပါကျေနေရာမှာကြတဲ့စကားလုံးကအဖြေမှန်ဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်နံပါတ်1ရဲ့အဖြေကဘယ်လောက်လဲဆိုတော့နံပါတ်1ဖြစ်ပါတယ်ဒါလေးပဲကျေနေရာမှာကြတဲ့စကားလုံးလေးကိုဖြေပြီးရပြီပေါ့နော်တော့စီကြောင့်ကျေမီးခွန်းဆိုတာနားလည်မလားရလားအဲ့ဒါစေနံပါတ်2ရဲ့ပထမဆုံးရေးထားတဲ့ခန်းကြီးဘာခန်းကြီးလဲသိကြလားမိုင်းနီချီဟုတ်တယ်နော်နံပါတ်2နံပါတ်3မဟုတ်ပါဘူးနံပါတ်1ပါမိုင်းနီချီနေတိုင်းနဲ့ကွက်လက်နေတဲ့နော်နံပါတ်1ဖုတေပေါ့နော်ဖုတေကိုဘာသာပြန်နေမြန်ပေါ့နော်မပြန်တဲ့တစ်ထောက်ရတယ်နံပါတ်2ဘာကရီတဲ့နော်နံပါတ်3ကဘာခန်းကြီးလဲမိုးခန်းကြီးမိုးခန်းကြီးမိုးဆိုမှတော့ဖုတေရတာရွာတာဖြစ်ပါတယ်အဲ့တော့စေးကြောင်းသားတွဲရမယ်စကလုံးတစ်လုံးလောက်ပြောပြပြီးပါဘာနဲ့တွဲရင်ကောင်းမလဲအဲ့တော့ hits ပေးပါမယ်အဖြေ1 2 3လေးထဲမှာဘာနဲ့တွဲတာအသေးကြဆုံးလဲအမေနဲ့ဘာကာရီနဲ့အမေနဲ့ဘာကာရီနဲ့အဲ့လိုစဉ်းစားလဲရတယ်အဲ့ထက်ပိုလွယ်တာပါလေရွာနေသည်ရွာနေe-message ရှိမှာဘာဖောင်သုံးလဲတဲဖောင်food image ရွာနေသည်ဆိုတဲ့စကားလုံးကြီးပေါ့နော်အဲ့စိတ်ကြမှာရွာနေသည်ကတွဲသုံးမယ်ဆိုရင်ကျန်တာဘာနဲ့ပဲကျန်တယ်မိုးနဲ့ဘာကာရီနဲ့ပဲကျန်ဟုတ်တယ်အဲ့တော့အမေနဲ့ဘာကာရီမှာဘယ်ဟာကိုအရှိမထားမလဲ
阿美有戏啊，他。阿美有戏嘛ထားမယ်အဲ့တော့阿美ဘာကလီဖုတေအီမတ်ရွာနေဘာကလီရစစီမနေ့ကတင်လိုက်တယ်ထင်တာပဲနော်မနေ့ကဘာကလီမှာနှစ်ခုရှိတယ်တာဖောင်နဲ့တွဲသုံးရင် तू ကပြီးခါစနောင်းနဲ့တွဲသုံးဘယ်လိုဘာသာပြန်လဲကြီးပဲဟုတ်ပါတယ်နော်အဲ့တော့အဖေကပါလဲဆိုတော့နေ့တိုင်းနဲ့မိုးဒီကြီးပဲဇက်တိုက်ပါလေရွာနေတယ်လို့ရေးထားတယ်ဖြစ်ပါတယ်အဲ့တော့ကျေနေရာမှာကြာတာဘာကလီဆိုတော့အဖေကနားဘယ်လောက်လဲဆိုတော့နှစ်ဖြစ်ပါတယ်ရမလားအားဆန်စီအဓိကဟိုတွဲမယ်စကလုံးရှာတတ်ရပြီပေါ့နော်โอเคနံပါတ်3တာနာကဆန်ဝါတဲ့ကောလက် imas ပေါ့နော်ဘန်ကျော်တော့ဒီအတိုင်းစာလေ့လာတာရှိမတ်ကရှိတယ်အိုဆိုခုကနောက်ကြတာမတွေက အဲ့တော့အဓိကတွဲမယ်စကလုံးနှလုံးကိုပဲရှာပေးရပါပြီဘာနဲ့တွဲမလဲဘန်ကျော်ရှိတယ်ဘန်ကျော်ရှိတယ် imas ပေါ့နော်စာလေ့လာနေသည်ပေါ့နော်အဲ့ဒါတော့ 100% သိကြတယ်အဲ့စာလေ့လာနေသည်ကိုဆရာမတို့ကဖယ်လိုက်ပြီဆိုဘာနဲ့ကျဆိုတော့နောက်ကြတာရေအထိဟုတ်တယ်နော်မနောက်ကြရတဲ့အထိမှာအိုဆိုးခုကအရင်နာမှာပေါ့နော်အဲ့တော့အိုဆိုးခုမှတယ်ဘန်ကီနောက်ကြတဲ့အထိဟုတ်တယ်ဘန်ကျော်ရှိတယ် imas စာလေ့လာနေပါတယ်အဲ့တော့ခြေနေရာမှာကြတာပါလဲဆိုတော့မာဒီနံပါတ်4ဒါလေးပဲအဓိကတွဲရမယ်စကလုံးပေါ့နော်ရှာတတ်ရင်ရပါပြီနံပါတ်4ကကြောင့်အုံခခုဆိုတာတီးဂီတကွက်လက်နိုမီမတ်ဆိုတာကတော့တောက်တာဖြစ်ပါတယ်အဲ့တော့ဝိုးကတော့ကိုနာဂါရကတော့ရင်းနဲ့ခိခိမတ်ကနားထောင်တာခိုးဟီယာကော်ဖီအဲ့ဒီကစိတ်ကြောင်းသားတွေဘလောက်ဖဲလွယ်ယူလို့ဘာလို့ဆိုတော့ဘာနဲ့တွဲရင်ကောင်းလဲကော်ဖီတောက်ရင်းနဲ့နားကော်ဖီတောက်ရင်ကော်ဖီကိုတောက်ရင်းနဲ့နားထောင်တယ်ကော်ဖီကိုတောက်ရင်းနဲ့နားထောင်တယ်အဓိကစစီပြောထားတယ်တစ်လျှောက်လုံးမဖြေဘဲနဲ့အရင်ဆုံးပါလေဘာနဲ့တွဲမလဲဆိုတဲ့ဟာကိုပဲအရင်ရွေးပေးပါဘာနဲ့တွဲမလဲခိခိနာဂါရကိုပြီးကိုနူးနာနားထောင်ရင်းနဲ့ကိုတွဲမှာတောက်ရင်းနဲ့မဟုတ်ပါဘူးနားထောင်ရင်းနဲ့ပါရင်းနဲ့နားထောင်ရင်းနဲ့အဲ့ဒီခါကျတော့စစီတို့သူဒီအုံးခခုတေးဂီတနဲ့တွဲပါပေါ့နော်အုံးခခုကိုတေးဂီတကိုခိခိနာဂါရနားထောင်ရင်းနဲ့အဲ့လိုနှစ်ခုခွဲလိုက်မှာပါကျန်တဲ့ဟာကျန်ဟုတ်တယ်ခိုးဟီကိုနိုမီမရှိတောက်ခဲ့သည်နော်အဲ့တော့တချင်းကိုနားထောင်ရင်းနဲ့ကော်ဖီကိုတောက်ခဲ့သည်အဲ့ဒါမှမှန်တော့နော်ကော်ဖီကိုတောက်ရင်းနဲ့နားထောင်တာမဟုတ်ပါဘူးတချင်းကိုနားထောင်ရင်းနဲ့ကော်ဖီကိုတောက်ခဲ့တာဖြစ်ပါတယ်အဲ့တော့အဓိကတော့ဖေပြီးတော့မှဖြေတာကပို့ပြီးတော့မှမှန်ပါတယ်နော်အဲ့တော့အဖြေကကျင်းနေရမှာနာဂါရဖြစ်ကြောင်းနံပါတ်2ဖြစ်ပါတယ်နော်အဲ့အဓိကကျေမေးခွန်းရဲ့ point ရတော့လွယ်လေးပဲဒါပေမဲ့အဓိကပါလေတစ်ဖြတ်ချင်းစီဖေပြီးတော့မှဖြေရမယ်ပေါ့နော်နံပါတ်5ကျတော့တာနာကဆန်ကတဲ့ကောလက်ခက်ခွန်းရှိမှစတာဆိုတော့လက်ထပ်သွားပါတယ်တစ်ကနိုးကတော့ရေနော် emoji ဆိုတော့ emoto ဆိုတော့ညမ rin san တို့ကနှစ်အဲ့တော့အဓိကစေးကြောင်းတယ်ဘလောက်ဖဲလွယ်ဘာနဲ့တွဲမလဲရင်းဆန်တော့ညမရဲ့ညနဲ့ဟုတ်တယ်ညမနဲ့လက်ထပ်သွားတယ်ဟုတ်တယ်အဲ့တော့ဒီနှစ်အတူဆိုတဲ့ဟာကအရှိမသုံးပါလားအနောက်မှာသုံးပါလားနောက်ဆုံးမှာသုံးပါနောက်ဆုံးမှာသုံးပါတယ်နော်အဲ့ဒီခါကျတော့ rain san ရဲ့ညမနဲ့ဖြစ်ပါတော့တို့နှစ်ချီမရှိလက်ထပ်ခဲကွန်းရှိမရှိတာဟုတ်တယ်တော့ကျေနေရမှာဒီနံပါတ်4ဖြစ်ပါတယ်ဒါလေးပဲပေါ့နော်လွယ်ပါတယ်နံပါတ်6ဖတ်ကြည့်အောင်ဆူမီမဆန်ကအာနာပြမယ်လေတဲ့ကွက်လက်ဤတဲ့ရှော့ကအဆင်ပြေလားတဲ့ရလားခီယာဘူဒါနီးရမှာဖြစ်နိုင်တယ်ဝကဒိုးကဘလူဘုရားဖက်မှာ ikimas ကသွားလားတာရကလေးသွားလေနော်အဲ့ဆေးเจ้าမကြီးဘလို့ရှိပေါ့နော်အဓိကဘာနဲ့တွဲရင်ကောင်းမလဲတာရဤတေရှောက
Tara ide. တာရတလျှော့ကဘလို့သွားရင်ကောင်းမလဲပေါ့တကယ်တွဲလိုက်သုံးရပါဤဒစကားဆိုကောင်းမလဲဒေလျှော့ကကြတော့ကောင်းမလားပေါ့လို့ပြောမှာဒစကားဆိုလို့မလဲပေါ့နော်အဲ့ဒီကဒစကားပဲသုံးဒေလျှော့ကပဲတူတူပါပဲဤဒစကားကောင်းမလဲဤဒေလျှော့ကကောင်းမလားပေါ့နော်တူပါပဲအဲ့တော့ဒို့ဘလို့ဣတာရနော်သွားရင်ကောင်းမလဲပေါ့နော်အဲ့နှစ်ခုဖယ်လိုက်မှဆိုကျန်တာဘူဓာပေါ့နော်ဘူဓာရဲ့နိရဲ့ကနိယမှားလို့လေဘာသာပြန်တယ်တို့လို့လေဘာသာပြန်လို့ရပါတယ်နော်ဒါပါတီကအပိုင်းထဲမှာပါထားပြီးတာပေါ့နော်ဒီနေရာမှာကြည့်လိုက်တဲ့အချိန်မှာမှားမဟုတ်ဖ ೇನೆ တို့လို့ဘာသာပြန်တာပို့ပြီးတော့အဆင်ပြေပါတယ်အဲ့တော့အဖြေရပါလေအခီနီပါဘူဓာတို့ Ekini wa. နော်ဘူဓာတို့ပေါ့နော်ဘလို့သွားရင်ကောင်းမလဲ Kawale. နော်အဓိကဘလို့ပဲသူရှုပ်နေအောင်ရေးသားထားပါစေနော်ခွဲပြီးတော့ဖြေလိုက်တယ်ဆိုရင်အဖြေကတော့ထွက်လာမှာဖြစ်ပါတယ်အဲ့တော့နံပါတ်9လေးစစ်သွားကြည့်အောင်ပေါ့နော်မိကန်ကအဲ့လိန်မော်တီကရာစုခုတဲဆိုတော့ဈေးပေါ်ပြီးတော့ ဒီပေါ်ပြီးတော့ ကွက်လက်အာရီမတ်ဆိုတော့ရှိဒီရယ်နော်မိုးကတော့လဲပဲရှိရတော့တဲ့အပြင်းအဲ့ရောကိုတီးရသူရှိလား အဲ့ရောမသိချင်တဲ့ကိစ္စမရှိဘူးပေါ့နော်စေးအကြောင်းသားတွေဒီအဖြေလေးဦးထဲမှာဘာနဲ့တွဲလို့ရလဲ အရာသာ Wa ရတာဟုတ်တယ်အရာသာရှိ ရှိကောင်းတော့ ကြတာပေါ့ရှိရကြတော့တဲ့အပြည့်လေနော်ရှိရဲ့ရှိမှာဘာဖောင်သုံးလဲ shi ပ de. လိန်ဖောင်သုံးပါ လိ လေ မ့်ဖောင် နော်စေးအကြောင်းသားတွေရှိရဲ့ရှိမှာဘာဖောင်သုံးလဲပလိန်ဖောင်သုံး ပလိမ့်ဖောင် ပလိန်ဖောင်က adjective ဆိုရင် that's မထည့်ပါဘူး အဲ့တော့ရှိရဲ့ရှိမှာပလိန်ဖောင်သုံးတာဖြစ်တဲ့အတွက်ကြောင့် particle မို့ကလည်းပလိန်ဖောင်မဟုတ်ပါဘူးအဲ့ဒီရောကလည်းဘလို့မှပလိန်ဖောင်ဖြစ်နိုင်ပလိန်ဖောင်ဆိုရင် that's ကိုဓာပြောင်းတာလို့เนาะ adjective ဆို နဲ့ဆုံးတဲ့စကားလုံးတွေဆိုရင် that's မထည့်တာလို့ dictionary ဖောင်ပြောင်းတာလို့အဆုံးရှိတယ်အဲ့ဒီရောဆိုတဲ့စကားလုံးဘလို့ပဲကြည်တူပလိန်ဖောင်မဟုတ်ပါဘူးအဲ့ဒီအတွက်ကြောင့်ရှိရဲ့ရှိမှာပလိန်ဖောင်ဖြစ်တဲ့အတွက်ကြောင့်အိုကြီးရှိလို့ပဲသုံးပါပါအရသာရှိတဲ့အပြင်အဲ့တော့လိမ္မော်တီးရတဲ့ဈေးပေါ်ပြီးတော့မှအိုကြီးရှိအရသာရှိတဲ့အပြင်ပေါ့နော်ဒီနှစ်ခုကိုဖယ်လိုက်ဗာနဲ့ဗာကြတယ်ဆိုတော့ Oh ne. အဲ့ရောမို့ ဟုတ်တယ်အဲ့ရောမို့အဲ့ရောဆိုအာဟာရပါအာဟာရလေးပဲရှိပါဘာသာမပြန်တတ်လေကျေမေးခွန်းကဘာလို့ရလဲဖြေလို့ရပါတယ်နော်ဘာနဲ့တွဲမလဲဆိုတော့ဝဲပါလေကိုကကြည်တဲ့ရင်ရပါပြီအဲ့တော့နံပါတ်8ပေါ့နော်အစခုတဲ့နော်ပူပြီးတော့မှတဲ့ကောလက်နေတဲ့ရှိမိုင်းစာအိပ်ပျော်သွားပါတယ်နော်အေယာကွန်အေကွန်ပေါ့နော်နံပါတ်2မဆိုတဲ့စကားလုံးသိလား ပတမမ ဗတ္တမဒီအတိုင်းပေါ့နော်ဆိုလို့မလို့ပေါ့နော်မဆိုအဲ့ဒီအတိုင်းဆိုပြီးပဲပေါ့နော် Edi da. ဟိုကကိုပူလို့တဲ့အတွက်ကြောင့်ねကောလက်နေတဲ့ရှိမိုင်းမှာရှာအိပ်ပျော်သွားပါတယ်အဲ့တော့အဖြစ်1 2 3လေးထဲမှာဘယ်ဟာနဲ့တွဲရင်ကောင်းလဲ အေယာကွန်ကို ဟုတ်တယ်အေယာကွန်နဲ့ကိုနဲ့တွဲ ဟုတ် လို့ တယ် ပေါ့ဟုတ်တယ်နော်ဟုတ်တယ်အေယာကွန်ကိုကျန်တာကစုခေတာနဲ့မဖြစ်တဲ့အတွက်ကြောင့်စုခေတာဒီအရှိမသုံးတာကောင်း Suketa ဖွင့် mama. ထားတဲ့အတိုင်းပေါ့နော်ဖွင့်ထားလျက်သားပေါ့နော် ပြောသွားခဲ့ပါတယ် ဟုတ်တယ်ဒါလေးပဲပေါ့နော်အေယာကွန်ကိုဖွင့်ထားလျက်သားပေါ့နော်အဲ့ဒီအတိုင်းကြီးပေါ့နော်ဒီတိုင်းကြီးပေါ့နော်အေယာကွန်ဖွင့်ထားလျက်သားကြီးပေါ့နော်ပြပြောသွားခဲ့တယ်တဲ့ဒါလေးပါပဲအဲ့တော့ယာမရဆန်ကအဲ့ကောလက် this ဖြစ်ပါတယ်တဲ့နော်နန်ဒေမှုဘာသာပြန်တယ်လားနန်ဒေမှု ဘာမဆို ဘာမ ဟုတ် ဆို တယ်ဘာပဲဖြစ်ပေါ့နော်ဘာပဲဖြစ်လို့ပါတာပြန်ပါစစ်စစ်ရတော့နန်ဒေမိုဖြစ်လို့ပါတာပြန်တာများပါတယ်နန်ဒေမိုဆိုတော့ဘာပဲဖြစ် Also antes.
sport ဆိုတာအာကစားဂျောစုကတော့နာရကိုပါလာတယ်လားနာရ မာ ဆို ရာ ရ ဆို င် လေရင် အမှဆိုရင် ရှင်လေး ဆိုရင်နောင်းနေပါ ကျောင်းသားတွေကဒါနာကဆန်ကအဲ့လေကောလက် das ဖြစ်တယ်စစီရတော့ပေါ့နော်စာကြောင်းတွေဖတ်တာများတယ်ဆိုစစီဆိုတော့ das နဲ့တွဲသုံးမယ့်ဟာကိုရှာပါတယ်အဲ့တော့ das ဒီ1နဲ့3လေးတွေကဘာနဲ့တွဲသုံးမလဲ နံပါတ် ဒေါ် 3 စု ပါ တက် နံပါတ်3 ဒေါ် ဂျော စု စု နဲ့ တက် ဒေါ်စုတက် ဟုတ်တယ်တော်ဒီလို့သုံးပါပေါ့အဲ့ဆိုစီလို့ကျန်တာကပါတယ်ဆိုတော့အာကစားရဲ့ဘာပဲဖြစ်ဖြစ်ရဲ့လှည့်ရင်အဲ့တော့ဘယ်ဟာကိုအရင်ဆုံးရင်အာကစား ဆိုရင် အာကစားဆိုရင်မှန်တာပေါ့ နာရ ဆိုနာ နာ ရာ ရ နန် အန်တဲမူကျော်စုတက် နန်းတဲ့ ဘာပဲဖြစ်ဖြစ်တော်ပါတယ်เนาะအာကစားနဲ့ပတ်သက်လာတဲ့ဟာဆိုရင်ねဘာဖြစ်ဖြစ်တော်တယ်เนาะဟိုကဘောလုံးကန်လဲကန်တတ်တာပဲเนาะဘေးစဘောကစားလဲကစားတတ်တာပဲပင်ပေါင်ဆိုလဲကျွမ်းတာပဲအပြေးလဲရတာပဲပေါ့เนาะအဲ့တော့ယာမနာဆန်ကအာကစားနဲ့ပတ်သက်လာလို့ရှိရင်အာကစားဆိုရင်ပေါ့เนาะဘာပဲဖြစ်ဖြစ်တော်ပါတယ်เนาะဒါလေးပါပဲနံပါတ်10ခိုးတယ်ဝါတဲ့ဒီဟာကကောလက် das ဖြစ်ပါတယ်တဲ့เนาะကပေါ့เนาะရဲဆန်အေးပေါ့เนาะခိုင်တာเนาะအေးပတိခါခိမတ်ကရေးဆွဲတာပေါ့เนาะရေးဆွဲခဲ့တာနဲ့အဲ့ခါစီအကြောင်းတိုင်း1 2 3လေးမှာဘာနဲ့တွဲမလဲ ရန်ဆန်ကခါအေတာ ရန်ဆန်ကလို့သုံးပါပေါ့ဟုတ်ရန်ဆန်နဲ့ကနဲ့တွဲလိုက်မယ်ဆိုရင်ပကြီးနဲ့ရေးဆွဲခဲ့တာကိုပကြီးကိုရှေ့မှာထားမှာလားရေးဆွဲခဲ့တာကိုရှေ့မှာထားမှာလား ဒီဆွဲခဲ့တော့ရှိပါလား ပေါ့နော်ရန်ဆန်ကရေးဆွဲခဲ့တယ်ပါလေပကြီးဖြစ်ပါ ဖြစ်ပါတယ် ဒါလေးပဲပေါ့နော်ခါရီတာဆိုရေးဆွဲခဲ့တယ်ပကြီးဖြစ်ပါတယ်ဒါလေးပဲပေါ့နော်အဲ့လိုဖယ်ပြီးဖြေလိုက်ရင်ရပါပြီနံပါတ်7ခန်းကြီးကိုတဲ့နော်ကွက်လက် das ဖြစ်ပါတယ်နော်မူဇကာရှိဆိုနော်ခက်ခဲတာပေါ့နော်ခက်ခဲတာဝါကနိုကရဲ့ပေါ့နော်ခကူကရေးတာအဲ့စီးတောင်းတော့ရေးတင်စီကပြောထားတယ်အဖြေစဉ်းစားလို့မရရင်အနောက်က das တီ1 2 3လေးတွေကဘာနဲ့ပဲတွဲလို့ရမလဲ နံပါတ်1ပါ မူဇကာရှိနေတယ် dictionary found နဲ့ das နဲ့တခါမှတွဲမတော့ဝါ das လည်းမရှိဘူး no das လည်းမရှိဘူးခခု das လည်းမရှိဘူးရှိတာကတော့မူဇကာရှိ das ခက်ခဲသည်ပဲရှိပါတယ်မူဇကာရှိကိုဖယ်လိုက်လို့ရှိရင်ကျန်တာကဒါပဲရှိပါတယ်ခန်းကြီးစကလုံးတွေကိုခခု ရေးတော့အခုတော့ဝ နိုဝ နို လို့ ဝ နော်နိုဝဒီစစ်စစ်လို့တာကလို့ဘာသာပြန်ပါတယ်ဒါတင်ထားမိတာပေါ့နော်အဲ့တော့ခခုနိုဝရေးဆွဲတာကမူဇကာရှိတယ်ခက်ခဲ ပါဒီတက်ခဲပါတယ် ရုပ်တရက်ဆိုတော့ဘယ်လိုထည့်ရမှန်းမသိပေမဲ့အဲ့လိုခွဲထည့်လိုက်တော့ခက်ခဲသည်ကိုအရင်ထည့်လိုက်ရင်ကျန်တာကခခုနိုဝနော်ရေးဆွဲတာကခက်ခဲသည်ဒါပဲပေါ့နော်လွယ်သွားပါတယ်အဖြေကနံပါတ်3ပေါ့နော်နောက်15လောက်ထိဖြည့်ကြည့်အောင်လေနော်ဒွန်းနာနီးတဲ့ဘယ်လိုမျိုးတဲ့ကွက်လက်ခူဒါဆိုင်နေနော်အဲ့တော့ယောမီမတ်ကဖတ်တာဝါကမေသူကမေဤဆိုကရှိရတော့အလုံးများတာခုတယ်မို့တဲမို့อ่ะ ရုံများလေးပဲလဲပဲ တဲမို့ လုံများလဲပဲ လို့ လုံများနေတာတောင်မှ ပြင်မဲ့လေ လုံးများနေပြီ ည မဲ့ နေတာတောင်မှ ဟုတ်တယ်တဲမို့ကတောင်မှလည်းရှိရင်ဘင်မဲ့လည်းရှိဒီနေရာမှာဘင်မဲ့လည်းပေါ့နော်ဘင်မဲ့လည်းလို့သုံးမှာပေါ့ဝင်ထင်ပါတယ်အဲ့တော့နံပါတ်7ကစေ hints မပေးဘဲနဲ့ကိုယ်တိုင်ဖြည့်ကြည့်ပါဘယ်လိုဖြည့်မလဲ ဣစုကရှိခုတဲမူ ဒီဆိုကရှိတဲမို့ ပဲ ဖတ်ပေးပါ ဟုတ်တယ်နော်ခူဒါဆိုင်ဖြစ်တဲ့ကြောင့်ခူဒါဆိုင်ရဲ့ရှေ့မှာဘာဖောင်သုံးလဲ တဲဖောင် ရွန်းတဲ့ တဲဖောင်ပြောင်းမှာယွန်းတဲခူဒါဆိုင် ရွန်းတဲ့ကလာဆိုင် ယွန်းတဲဟိုတာဖယ်လိုက်မယ်ဆိုရင်ဒိုနာနိဘလောက်ဖယ် အလုံးများနေပြီမဲ့လေ ဒီဆိုကရှိခုတဲမို့အလုတ်ပြားနေပြီမဲ့လေ နေရူကို နေရူက
မေလူ မေ ပါ ကို အီ ဖတ် မေ လို့ ကတော့ ဝိုင်း ယွန်းဒေခ ကွ ရာ န်ဒေခရာဆိုင်နဲ့ happy ပါဒါလေးပဲเนาะဒီတိုင်းထည့်မိထက်ဆိုင်တစ်ခုချင်းစီဖယ်ပြီးထည့်လိုက်တဲ့စင်ကြောင်းသားကြီးဖြေရတာအရန်လွယ်ပါတယ်နောက်ထပ်3ပုတ်ဖြည့်တဲ့စင်ကြောင်းသားကြီး fight တင်မှာပေါ့เนาะ3ပုတ်အိုဆာခဲကိုတဲ့အရက်ကိုတဲ့ကောလက်ပေါ့เนาะဝါရုဤရဆိုရတာဝါရုခုနာရီမစတာဆိုရွာလာခဲ့တယ်ဟဲ့เนาะနံပါတ်1မူရီတဲ့မူရီကိုသိလားနေဟုတ်ပြီနော်မူရီဆိုတာကမဖြစ်နိုင်တာတို့အတင်းအာသမတို့အလွန်အကျွန်းတို့အဲ့လိုဘာသာပြန်နေပေါ့နော် ဟုတ် ဒီနေရာမှာတော့အတင်းအာသမလို့ဘာသာပြန်တာပိုကောင်းပါလိမ့်မယ်အတင်းအာသမပေါ့နော်စာရဲမဲ့ဆိုခံရတာနော်တောက်ခိုင်းခြင်းကိုခံရတာပေါ့နော်ရဲမဲ့ဆိုခံရတာခီမိုချီဆိုတော့စိတ်အဲ့စင်းကြောင်းလိုက်တည်တိုင်းဘာနဲ့တွေ့မလဲ ကီမိုချီကဝါရ ဟုတ်တယ်ကီမိုချီကဝါလူကြီးနော်စိတ်ခံစားချက်ကဆိုးရွားလာတာမှန်ပါတယ်အဲ့ဒါဆိုစင်းကြောင်းသားလေတင်းနေမှာဘယ်ဟာအရှိထားမလဲ တစ်ပါ တစ်ပေါ့နော်မူရီနီပေါ့နော်အတင်းအာသမလိုမာစားတဲ့တောက်ခိုင်းခြင်းခံရတဲ့အတွက်ကြောင့်ခီမိုချီကစိတ်ခံစားချက်ကဆိုးရွားလာတယ် ရလာခဲ့ ဟုတ်လားခဲ့ ဒါလေးပဲပေါ့နော်လွယ်ပါတယ်နော်ရန်ဆန်ကတဲ့နော်ယာမသာဆန်နီးတဲ့ကောလက်ဒက်ဖြစ်ပါတယ်နော်ဆာဆိုအီမက်ကိုသိလားဆာဆိုအီမက် အဖော်ဆက်ပြီးဖိတ်ပြီး ပေါ်ချက် ဟုတ်တယ်ဖိတ်ကြားသည်ပေါ့နော်ရဲဆိုခံရတာဖိတ်ကြားခံရတယ်အဲ့ဒီကရုပ်ရှင်ဆိုးရတော့ဆိုးစင်းကြောင်းတိုင်းတီးပြီးသားအဲ့တော့ဘာနဲ့တွေ့တော့မလဲ ဆိုဒက် ဆိုတဲ့ပေါ့နော်ဆိုပဲတို့ပုံပဲတို့ပေါ့နော်ဆိုပဲပေါ့ဒီနေရာမှာ plain ဆိုဖြစ်နိုင်ကြီးများပါတယ်ဆိုပဲအစင်းကြောင့်မို့ဆိုတာဖယ်လိုက်မယ်ဆိုရင်ရန်ဆန်ကတဲ့ယာမာရာစန်ထမ်မ ခေကနိ အေက နီဟုတ်တယ်မှန်ပါပေါ့အေကနီ ဒါဆိုဒက် စာဆိုရတဲ့တာဆို ရတာဆိုဒတ် ဖိတ်ကြားခံရတဲ့ပုံပါပဲဒီမှာစစ်စစ်တို့အေကဆိုတာရုပ်ရှင်မှာရုပ်ရှင်ဆိုတော့နောင်ပါနော်ဂျပန်စာမှာစစ်စစ်တို့ပေါ့နော်ဒီပါတီကယ်ဘိုင်းမှာပါတယ်နောင်ကိုနေကန်ရင်ဖို့ရန်အတွက်လို့ဘာသာပြန်ပါတယ်အေကနေဆိုရုပ်ရှင်ကြည့်ရန်အတွက်ဖိတ်ကြားခြင်းခံရတယ်လို့ဘာသာပြန်ပါတယ် ခံရတယ် နံပါတ်15ပေါ့နော်နောက်ဆုံးမေးပုံလေးမျိုး fighting ကြိုးစားမလားဖြစ်ကြည့်အောင်ဒန်းရှာနီယထာမှာတဲ့ကောလက်ရှီမိုင်းမစတာဖြစ်သွားတယ်တဲ့ဘိုးကကိုခါဆာကထီခီယာလာရာဝါဆူရဲမတ်ကမေတာအဲ့ဒီရောစိတ်ကြောင်းတာလေစဉ်းစားကြည့်ရအောင် ဘာဆူရဲတဲ့ချီမိုင်းမရှိတာ ဘာဆိုရဲတဲ့ ဝါဆူရဲတဲ့ရှီမိုင်းမစတာတေချာသွားပါသလားအတေချာတဲ့ဟာကိုယူနော်1နဲ့3လေးမှာဘာနဲ့တွဲရင်အတေချာဆုံးဖြစ်မလဲ တီကို ဖာစာ ထီကိုလို့ပြောလိုက်တာတေချာပါတယ်ထီကို အစာ သုံးနဲ့လေးမှာပြရရှိတာ စာရှိ ဘာဆိုရဲတဲ့ဘာတဲ့ရှိ အစာ မိုင်းမရှိတာ ဟုတ်တယ်နော်ဝါဆူရဲတဲ့ခိတဲ့ရှီမိုင်းမစတာ ဘိုင်းမတာ ဘာဆိုရဲ ရှီ တဲ့ မိုင်းမစရဲ့အတိတ်ပဲတဲဖောင်တော့ဟုတ်တယ်ဒါပေမဲ့တဲဖောင်ကနှစ်ခါတောင်ပါနေတယ်အဲ့လိုနှစ်ခါပါနေတယ်ဆိုလို့ရှိရင်တခြားဟာကိုကွာကြည့်လိုက်တာပိုကောင်းတယ်တဲနှစ်ခါပါနေတော့ဘယ်တဲကိုအရင်လာမှန်းကိုကမသိဘူးလေနော်အဲ့လိုမသိဘူးဆိုရင်ဗာလေထီးကိုအရင်ဖယ်လိုက်တာပိုအဆင်ပြေပါတယ်အဲ့ရထားမှာတဲ့နော်ခါဆာကိုတဲ့ထီးကိုဝါဆူရဲတဲဆိုတာမိတာခိမတ်ကလာတာစီမိုင်းမတ်ကဖြစ်သွားတယ်မိလာခဲ့တယ်ဆိုတဲ့တဲ့အခါယထာထဲမှာထီကိုဝါစုရဲတဲ့ခိတေရှိမိုင်းမစတာမိလာခဲ့ပါတယ်အဖေကနံပါတ်3ပေါ့နော်အဲ့တော့စီးကြောင်းတော့ရဆောင်းဝဖြစ်ဒီတိုင်းတဲဖောင်းလို့ပေါ့နော်ရှိမိုင်းမက်ရှိမှာတဲဖောင်းလို့တင်ထားပေမဲ့လေပေါ့နော်အဲ့တော့တဲကနှစ်ခါပါနေတဲ့အတွက်ကြောင့်ပါလေဘယ်ဟာအရင်လာသလဲဆိုတော့ပြန်စဉ်းစားဖို့လိုတယ်ပေါ့နော်ဒါလေးပါပဲအဲ့စီးကြောင်းကျေမီကိုလေးဖြေတတ်မလားရလား ဘိုင်း ဖိုင်ဆန်စီ